နှစ်လာရက်ဒီကုန်သွားလေလေစိတ်နေမပြောင်းစိတ်ကောင်းမပြတ်စိတ်ဆက်ပြီးနော်နှစ်ဒီလာရီရက်ဒီနေ့ဒီဆိုတာကတတိဒီကုန်သွားတာဒါပေမဲ့ကုသန္တမှာရှိတဲ့စိတ်ကောင်းစိတ်မြတ်လို့ခေါ်ရတဲ့မေတ္တာတရားတွေမပြတ်ကြစေနဲ့ဒီလိုနဲ့နော်မေတ္တာတရားတွေမပြတ်ရအောင်နော်ပြီးရင်တယောက်နဲ့တယောက်ကူညီခြင်းရိုင်းပင်းခြင်းလို့ဆိုရတဲ့စေတနာတရားတွေမပြတ်ရအောင်သင်ထားရတယ်နော်ခေတ်ကမကောင်းတဲ့အခါလူဆိုတာပြောင်းလဲလာကောင်းရာကနေပြီးတော့စိုးရာကိုပြောင်းလာတယ်အဲ့တော့ဘယ်ကိုစပြောင်းလာတော့လို့ဆိုရင်တို့တွေဒါရီထဲမှာပါလို့ပြောရရင်မေတ္တာကနေပြီးတော့ဘာလို့ဆိုပြီး